လူကြီးမိဘတွေအတွက်ဝယ်ပေးတဲ့ဖုန်း၃မျိုးဒီတစ်ခေါက်ဗီဒီယိုမှာတော့အိမ်ကလူကြီးမိဘတွေအတွက်ဖုန်းဝယ်ပေးချင်တာဘယ်ဖုန်းဝယ်တင်လဲဘယ်ဖုန်းနဲ့တင်တော်မလဲဆိုပြီးတော့လာမင်းနေကြတဲ့သူတွေအတွက်ဇူအားဖြည့်ပေးလိုက်ပါတယ်Pre-order ကာလမှာတဲ့ကနာမည်ကြီးခဲ့တဲ့ Honor Cross 7C ကတော့2ရက်တောင်အသုံးပြုလို့ရမယ် 6000 mAh ဘက်ထရီနဲ့ဆိုတော့အသွေးရမှာမေးတဲ့လူကြီးတွေအတွက်အဆင်ပြေစေပါတယ်။အဲ့ဒါအပြင်မှာ300 high volume dual stereo speaker နဲ့ဆိုတော့ရုပ်ရှင်ကြည့်တဲ့အခါမှာလည်းအတန်ကိုကြည်ကြည်ပြင်းပြင်းနဲ့ကြည့်လို့ရမယ်။ 108 megapixel ultra clear camera နဲ့ဆိုတော့ဘယ်နေရာပဲရောက်ရောက်ဘယ်ကိုပဲရောက်ရောက်သူတို့ရဲ့ဓာတ်ပုံလေးတွေကိုလှလှပပနဲ့မှတ်တမ်းတင်နိုင်မှာပဲဖြစ်ပါတယ်။ရိုးရှင်းလာပါတဲ့ဒီဇိုင်းကြောင့်လူကြီးလူငယ်မျိုးလိုက်ဖက်စီတဲ့အပြင်မှာ Super AMOLED မှန်သားနဲ့ဆိုတော့ color ထွက်မှန်စေပါတယ်။နေ့စဉ်အသုံးပြုရတာပပနဲ့လွယ်ကူစေတဲ့အပြင်မှာ IP54 ပါတဲ့အတွက်ရေတံဖုန်တန်လည်းခံနိုင်ပါတယ်။အဲ့ဒါအပြင်မှာထွက်ထားတဲ့အယောင်လေးတွေကလည်း color လွင်လွင်လေးတွေနဲ့တီတီငင်ငင်အသုံးပြုရမယ့်အပြင်မှာ data အချက်လက်တွေကိုစနစ်တကျလုံခြုံစွာသိမ်းဆည်းထားနိုင်မယ့် Samsung Novo နဲ့ AI feature တွေလည်းပါဝင်တဲ့အတွက်ကြောင့်မလို့စိတ်ချလက်ချနဲ့အသုံးပြုလို့ရပါတယ်ရှင်။ Android version 14မှာ HyperOS နဲ့လာမယ့် Redmi Note 14 4G ကတော့108 megapixel AI ကင်မရာကြောင့်ကင်မရာပိုင်းမှာဒီတေးကျပြီးတော့ရုပ်ထွက်ကောင်းစေမှာပါမထင်ထားလောက်အောင်ကောင်းတဲ့ performance တွေကြောင့်သူ့ရဲ့ဈေးတန်းဝန်းကျင်မှာဆိုလို့ရှိရင်အတန်ဆုံးနဲ့အကောင်းဆုံးဖြစ်စေမယ့်အပြင် premium ဆန်တဲ့ design နဲ့အားခံစေမယ့်9500 battery mAh ကြောင့်လူကြီးမိဘတွေအတွက်အသင့်တော်ဆုံးဖြစ်စေမှာပါအဲ့ဒါအပြင်မှာမျက်နှာပြင်ကျဲပြီးတော့1800 nit ထိ P-Bright နဲ့တောင်ပါတာဆိုတော့နေရာအောက်မှာတော့ကောင်းကောင်းအသုံးပြုလို့ရမှာဖြစ်လို့လူကြီးမိဘတွေအတွက်အသင့်တော်ဆုံးဖြစ်စေမှာပါကဲဒီတော့ဖုန်းဝင်မယ်ဆိုလို့ရှိရင် Samsung ဘိုင်ကိုသတိရဖို့လိုမယ်နော်